စာရရေးနေတဲ့ဘိဒကမနေ့9ရက်နေည9ရက်အောင်ဘိဒကျန်းနေရေးနေတဲ့ဘိဒကကိုကွန်ပျူတာတို့ထိနေဒီလက်ကလေအဲ့ဒီမင်းသားတွေလက်တဲ့ကောင်းတယ်မလားအောင်မလေးလက်ကလေးထိပြရစီ350ယူနေတာလောကရဲ့နော်ဟုတ်တယ်မင်းတို့ကွက်ကိုစဉ်းစားလိုက်ရှင်သီဝလိမင်းတို့သိတဲ့ဗါတယ်လေကိုရင်လေး9နှစ်သားလေးကိုရင်လေးရှင်သီဝလိသူ့အမေရဲ့အဲ့ဒီကလေးလေးကိုသူခါတို့ပန္တိတာတို့ဘာကုလာတို့တန်ကိစီတို့သူတို့အမေတွေကလေအဲ့ဒီကိုရင်လေးအဲ့ဒီကလေးလေးကိုတရေခတော့ဘုန်းကြီးတွေရဲ့နားလေးထိုင်နေတဲ့ဘယ်ဇက်ပွဲမှာဇက်ပွဲမသွားရပါတပြားဖွင့်အောင်အိမ်မနေရမင်းအဲ့မှာဘယ်ဇက်ပွဲမှာမသွားချင်ဘူးဘုန်းကြီးတွေရဲ့ဘေးနားလေးမှာထိုင်နေတဲ့တန်ဃာတော်ရှင်သူမြတ်ဝင်းမဟာကဝင်းမှာဝါပဆွန်းလုံးသိန်းရဆွန်းလေးကိုဝင်းနေမိတယ်ကိုရီဖုံးပေးပြီးရင်အဲ့ဒါကြံတာလေးကိုစားကျင်တယ်တဲ့မွေးလာတော့9သားနဲ့ရမ်းတာဖြစ်တယ်မင်းသားလေးရဲ့လက်ကိုထိရင်လည်းမွေးတော့သဘုံဖြစ်မှာအဲ့ဒါပဲရှိတယ်ဒါပဲရှိတာဒါပဲရှိတာဒါပဲလွတ်လပ်လေးရလေဟိုသူကမွေးစားတဲ့ပေတဲ့တိုင်းပြောတာလေရှင်သာရိပုတ္တရာရဲ့ဘေးနားလေးမှာထိုင်ပြီးတော့မှအဲ့သင်္ကန်းအစုံနဲ့သင်္ကန်းအနံ့လေးကိုခံကျင်တာတဲ့သူတော်ကောင်းရဲ့အမေကမင်းသားလေးရဲ့အနံ့ကိုခံကျင်တယ်မိတ်ကနံ့ကိုခံကျင်တယ်မပြောပါဘူးမတွေ့ဘူးတာပြောတာဒုက္ခသမဏေပန္တိတသမဏေတန်ကိစ္စသမဏေဟာရှင်သီဝလိသူတို့အမေကဘုန်းကြီးတွေရဲ့ဘေးနားလေးကသင်္ကန်းစွန်းလေးမှာထိုင်ပြီးကိုတော်တွေဖုံးပေးပြီးသားအကြံလေးကိုစားကျင်တာရော့ဆိုကျွေးလိုက်တယ်ရှင်သာရိပုတ္တရာ9နှစ်သားနဲ့ရဟန္တာဖြစ်တယ်လေဟုတ်ဗျာမလေးဘုန်းကြီးတွေရဲ့နားလေးထိုင်နေတာတဲ့ဟုတ်ဗျာအဲ့ဒီဘုန်းတော်ကြီးတွေကြံတာလေးစားကျင်တာတဲ့ဘိဒကစာပေတွေကလာတာကြည့်ငါတို့လက်ကလေးငါတို့ကွန်ပျူတာကိုင်နေတယ်ဗရီးစိန်နေတယ်ခုမင်းတို့ဝင်ငါကြွားတာတော့မဟုတ်ပါဘူးမပြောကောင်းပါဘူးဒါပေသည်တရားဝဲဆိုတော့အကြောင်းမျိုးတွေဖြစ်တတ်တာဖြစ်ချင်းကြောင့်မီးပြက်တာရေပြက်တာအတိုးရှိတော့ကားပေါ်စတက်လိုက်တဲ့စိတ်ပရီးစိတ်ပြီးတော့မင်းတို့ဝင်မင်းတို့ရှီကတစ်ခါမှလာမစားဘူးပါဘူးဘဝသားကတ်ဘူးလားဟုတ်ကဲ့ပဲလားဟိုကနဲ့များတော့ဗောဟုတ်တယ်ကတ်တဲ့ဘုန်းကြီးတွေဟောရမှာဟုတ်တယ်လားဟောဘာမှမစားဘူးသေးပါဘူးရေလေးပဲတော့ပါဒါပေသည်မေတ္တာအရှင်ပို့လိုက်ပါတချင်းလေးတော့မင်းတို့ရှိတာပဲဒါမင်းတို့အဲ့ဒါနဲ့မကြိုက်ဘူးစိန်ရွှေငွေရတနာမင်းတို့ပဲဆိုတယ်နေလာပလဲမင်းတို့ဆိုတာစီကဆွဲမှဗါတယ်လေလှမယ်မထင်နဲ့ဘဝအလှဆိုတာရဲ့အလှသိတော့သိနေအလှဆိုတာရဲ့အစင်မြေသင်္ခါရပဲကွယ်မင်းတို့ပဲဆိုတာရိုးသားသိမ်မွေးသဘောရိုးသားသိမ်မွေးနဲ့သဘောထားလေးဖြူစင်ရိုးသားသိမ်မွေးသဘောကဖြူစင်လောကတခွင်အလှဆင်နိုင်လိမ့်မယ်ဟာမင်းတို့ကစချင်းနေစာသားတွေတော့ကောင်းတယ်မင်းတို့ရင်းထဲမှာဒေါသတွေများနေတယ်